အားလုံးပဲမင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါဗျ ဒီနေ့လေးလဆွေးနွေးမှုလေးမစခင်မှာဟိုလေရှမ်းခောက်ဆွေတူပွဲကိုစိတ်ကူးရမှာမင်းကြီးလိုက်ပါလား ခောက်ဆွဲနော် ဟုတ်ကဲ့ရှင်လွန်ခဲ့တဲ့တစ်နှစ်လောက်ကဆိုဒီခောက်ဆွေတူပွဲတန်ဖို့က9အကျပ်လောက်ပဲရှိခဲ့တာလေ ဟုတ်တယ်တိတ်မများဘူး ဒါပေမဲ့အခုဆို2500လအကျပ်အထီဖြစ်နေပြီပေါ့ဆိုတော့တာမန်လူတယောက်အတွက်ဒါကကုံစင်းနှုံးတက်တဲ့ကင်ကနန်တစ်ခုတက်ထက်နိုင်ပေမဲ့ဟိုအသက်54နှစ်အရွယ်အငားရီမောင်ဥလူစော်အတွက်တော့ဒီခောက်ဆွဲတပွဲကသူ့ရဲ့တက်တာအသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုလုံးကိုရိုက်ခတ်သွားရဲ့ဆူနာမီလိုင်းလုံးကြီးတစ်ခုဖြစ်သွားခဲ့တာပါ တကယ်ကိုကြီးမားတဲ့ရိုက်ခတ်မှုကြီးပဲဗျ အဲ့ဒါကြောင့်ဒီကနေ့အစီအစဉ်မှာလက်ရှိနိုင်ငံသူနိုင်ငံသားတိုင်းနေ့စဉ်ရင်ဆိုင်နေရတဲ့အလွန်အရေးကြီးတဲ့ကိစ္စရပ်တစ်ခုကိုဆွေးနွေးသွားမှာပါဆွေးနွေးမှုထဲမဝင်ခင်တတိတရမြတ်တာရက်ခံချင်တာလေးကတော့ဒီအစီအစဉ်ကိုရေရှည်တင်ဆက်နိုင်ဖို့ The Resilience Lab ကိုအားပေးတဲ့အနေနဲ့ VPN ဟိုလေ VPN ခံပြီးကြည့်ရှုပေးကြဖို့တောင်းဆိုချင်ပါတယ်ရှင် အခုနကပြောသွားတဲ့ဦးလူစော်ရဲ့အတွေ့အကြုံကလည်းကျွန်တော်တို့နိုင်ငံမှာလူတိုင်းနှီးပါကြုံတွေ့နေရတဲ့ဘက်ဆုံးအချက်အတဲဘယ်လိုပြောမလဲ Polycrisis ရဲ့ပြာရုပ်တစ်ခုပါပဲ COVID ရောဂါခဲဒီမဆုံးသေးခင်မှာပဲနိုင်ငံရေးပဋိပက္ခတီစစ်မှတ်တီဖြစ်လာတယ်လေ ဟုတ်ပါတယ် အဲ့ဒီအပေါ်မှာကမ္ဘာလောင်စာစီစီမြင့်တက်တာနဲ့ငွေကြေးဖောင်းပွားမှုကထပ်ဆင်းလာတော့အားလုံးကမကြုံစဖူးကြီးမားတဲ့ဖီအားတဲ့အောက်ကိုရောက်သွားကြတာပေါ့ တကယ်ကိုဖီအားတွေများလုံးပါတယ် အဲ့ဖီအားတွေနဲ့လူသားတွေရဲ့စိတ်အစင်မှာအကြီးမားဆုံးသောစိန်ခေါ်မှုတစ်ခုပေါ်လာတယ်အဲ့ဒါကတော့ဟိုလေကြောက်ရွံ့စိတ်ပါပဲဒီနေ့မှာတော့အဲ့ဒီကြောက်ရွံ့စိတ်ကိုကျွန်တော်တို့လက်ထဲမှာရှိတဲ့အရင်အမျက်တင်နေစဉ်ဘလို့စီမံခန့်ခွဲမလဲဆိုတာကိုအသေးစိတ်တူးဆွေလေ့လာသွားမှာပါဘုရားဓမ္မစိတ်ပညာတသနာနိကပိတဲ့နဲ့စီးပွားရေးရှုထောင့်ပေါင်းစုံကနေပေါ့ဗျာ ဒီနေရာမှာတည်င်းရိပ်မြစ်တစ်ခုကဖော်ပြခဲ့တဲ့ဦးလူဇော်ရဲ့မိသားစုအခြေအနေကိုနည်းနည်းထပ်ပြီးဖြည့်ဆွတ်ချင်ပါတယ်အရင်ကဆိုရင်သူကတက္ကစီမောင်းပြီးမိသားစုကိုဖူဖူလုံလုံထားနေခဲ့တယ်လေ ဟုတ်ကဲ့ ဒါပေမဲ့ခုအချိန်မှာဓာတ်ဆီ1လီတာကိုအရင်က1000ကျပ်ကနေ2100ကျပ်အထိခုန်တက်သွားတယ်သူသားနဲ့အတူလိုက်တက်ပေးနေတဲ့ CCTV တက်ဆင်ခတွေကလည်းကုန်ကြစရိတ်2သိန်းကနေ6သိန်းအထိမြင့်တက်သွားတော့ fault တွေမရှိသလောက်ဖြစ်သွားတယ်ပေါ့နော် အလုပ်တွေတော်ပါသွားမှာပဲ ဟုတ်တယ်ရှင်နောက်ဆုံးကုန်စည်နှုန်းတန်ကိုမခံနိုင်တော့တဲ့အဆုံးဦးလူစောကသူ့ရဲ့ကားကိုရောင်းချလိုက်ရပြီးကျမရေးသိမ့်မကောင်းတဲ့ဇနီးဖြစ်သူကတောင်တန်ရှင်းရေးအလုပ်ဝင်လို့ရတဲ့အထိဖြစ်လာတယ်ဒါကစီးပွားရေးတတ်မဟုတ်ဘူးလေ ဘယ်လိုမျိုးလဲ အခြားတရင်ရေးမြစ်တွေရဆိုရင်ပကိုမျိုးလို့နေရာမျိုးတွေမှာလက်နက်ကင်ပဋိပက္ခတွေကြောင့်လုံခြုံရေးရာစိုးရိမ်ကြောက်ရွံ့မှုတွေကအလွန်မြင့်မာနေတယ်အဖမ်းဆီးအစစ်အဆေးတွေကြားမှာပြည်သူတွေကရင်လေးစွာတဲ့ဖျက်ဆီးနေရတာပါ တကယ်ကိုစိတ်မကောင်းစရာပါပဲ အဲ့ဒါကစစ်ပိုင်းဆိုင်ရာကြောက်ရွံ့မှုတွေကိုမဖြေရှင်းခင်မှာဒီလိုမြေပြင်ကလူမှုစီးပွားအကျက်တဲတွေကိုအရင်နားလည်ဖို့လိုမယ်ထင်တယ်ရှင် မှန်ပါတယ်ဗျာကြောက်ရွံ့စိတ်ရဲ့မိဖျားခံရကအဲ့ဒီလက်တွေ့ဘဝရဲ့မလုံးကြုံမှုတွေပဲဖြစ်ပါတယ်စီးပွားရေးရှုထောင့်ကနေကြည့်ရင်ဒီလိုကြီးမားတဲ့ငွေကြေးဖောင်းမှုမှုအကျက်တဲကိုရင်ဆိုင်ဖို့အသုံးစရိတ်တွေကိုစနစ်တကျပြန်လဲစီမံတဲ့ရန်တရားကိုအရင်ဆုံးတည်ဆောက်ရပါတယ် ဘလို့ရန်တရားမျိုးလေးရှင် ဥမာအဖြစ်ဟိုလေ90 30 20စီးမင်းကိုသုံးတာမျိုးပေါ့ရလာတဲ့ဝင်ငွေရဲ့90ရာခိုင်နှုန်းကိုစားဝတ်နေရေးလို့မရှိမဖြစ်လို့အချက်တွေဝက်30ရာခိုင်နှုန်းကိုလိုချင်တဲ့စံတာတွေကိုဝက်ကျန်တဲ့20ရာခိုင်နှုန်းကိုအရေးပေါ်ရန်ပုံငွေအတွက်ဆိုပြီးခွဲဝေတာပါ theory ရတော့တော်တော်လေးကောင်းပါတယ် ဒါပေမဲ့လေလက်တွေ့မြေပြင်မှာဒီလိုစာအုပ်ကြီးအတိုင်းခွဲဝေဖို့ခက်ခဲတဲ့အခါကျတော့ဦးလူစော်မိတန်းစုလိုမျိုးမိမိရဲ့ကိုယ်ပိုင်ငွေကြေးဖောင်းပွမှုနှုန်းကို short ချခဲ့တဲ့နီလန်းကိုသုံးလာကြတယ် အော်ကိုယ်ပိုင်ငွေကြေးဖောင်းမှုနှုန်းဆိုတာဘယ်လိုမျိုးလဲ ဈေးကြီးတဲ့မြေပြင်စီအစားစာအုံးစီကိုပြောင်းသုံးတာကွမ်းစားတာကိုဖျက်ပစ်တာစီးဖို့ချွေတာဖို့လမ်းလျှောက်တာမျိုးတွေလုပ်ပြီးကိုယ့်ရဲ့သုံးစိတ်ကိုကြုံပစ်လိုက်တာကိုပြောတာပါဗျာ ဝင်ငွေကိုအဲ့လိုခွဲတာကွမ်းစားတာကိုဖျက်တာတွေကလက်တွေ့မှာလုံနိုင်တဲ့အရာတွေပါဒါပေမဲ့လေဒီနေရာမှာကျွန်မဝင်ပြီးဆွေးနွေးချင်တာတစ်ခုရှိတယ် ဟုတ်ကဲ့ပြောပါဗျာ ဒီလိုအကျက်တင်းမျိုးကအင်တလုံးကိုအရက်လီးမျက်နှာကနေမုံတိုင်းတွေတပြိုင်နက်တည်းဝင်တိုက်နေတာနဲ့တူနေလို့မြင်တယ်ဒီလောက်ပြင်းထန်တဲ့မုံတိုင်းထဲမှာငွေကြေးချွေတာယုံလီးနဲ့စိတ်အေးချမ်းမှုကိုအပြည့်အဝရနိုင်မှာမလား မရနိုင်ဘူးရ ဟုတ်တယ်လေကိုဘတ်ဂျက်ကိုဘလောက်ပဲထိန်းချုပ်နိုင်ပါစေရုတ်တရက်အိမ်သားမှာဖြစ်ခတ်တန်ကြရတာမျိုးဒါမှမဟုတ်ညဘက်ကြီးအဖမ်းဆီးတွေရှိနေတယ်ဆိုတဲ့သတင်းတွေကြားရတဲ့အခါဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာတုန်လှုပ်မှုတွေကိုငွေကြေးစီမံခန့်ခွဲမှုတစ်ခုတည်းနဲ့ဘလို့မှတားဆီးနိုင်မှာမဟုတ်ဘူးပေါ့နော် အဲ့ဒါအလွန်ထိရောက်တဲ့ထောက်ပြချက်ပဲင
ငွေကြေးစီမံတာကစည်ရင်စရာတွေကိန်းဂဏန်းတွေနဲ့ဆိုင်တဲ့ယုတ်တိပဲဒါတိတ်တက်ပါပဲပฏิပက္ခဇုံတွေထဲမှာယုတ်တိရဲ့ကြုံတွေ့ရတဲ့ထိတ်လန့်ကြောက်ရွံ့မှုခန္ဓာကိုယ်ကပါတုံ့ပြန်လာတဲ့တုံလုံးမှုမျိုးကြုံလာတဲ့အခါကျွန်တော်ရဲ့ဦးနောက်ကယုတ်တိပဲဒါနဲ့လုံးမလို့တော့ဘူးလေ ဆိုလိုတာကစိတ်ခံစားမှုကလွမ်းမိုးသွားတာလား အသက်ရှင်ကျန်းရဲ့ရည်ရန်တရားအနေနဲ့အလုတ်လုတ်သွားတာဗျစိတ်ပညာရပြောရင်အန်ဒီတစ်ခုခုကိုမြင်လိုက်တာနဲ့ဦးနောက်ထဲကအမိတ်တလာလို့ခေါ်တဲ့အစိတ်ပိုင်းကမီးလောင်တဲ့အခါအတမ်းမြေတဲ့အချက်ပေခေါင်းလောင်လိုမျိုးပြင်းပြင်းထန်ထန်အလုတ်လုတ်တော့တာပဲ အာအချက်ပဲခေါင်းလောင်းလိုမျိုးပေါ့ ဟုတ်ပါတယ်အဲ့ဒီအခါနှလုံးခုန်မြလာတယ်ကြွတားတီတင်းမာလာတယ်ဒါပေမဲ့အဲ့ဒီအနေကိုတိုက်ခိုက်လို့လည်းမရပြေးလို့လည်းမလွတ်တဲ့အခြေအနေမျိုးမှာခန္ဓာကိုယ်ကြီးကအဲ့ဒီကြောက်ရွံ့မှုစွမ်းရည်တွေကိုအပြည့်မထုံနိုင်ပဲအတွင်းထဲမှာပဲပိတ်လောင်ထားလိုက်တယ်အဲ့ဒါကိုစိတ်ပညာမှာ freeze response လို့ခေါ်တယ်ဗျ ဒါဆိုရင်ဦးနောက်ကမိပဲအချက်ပဲခေါင်းလောင်းကြီးကိုအဆက်မပြတ်တီးနေတဲ့သဘောပေါ့နော်နောက်တစ်ခုကျွန်မသတိထားမိတာကလူတွေကအဲ့လိုကြောက်လာတဲ့အခါသတင်းဒီကိုအလုံးကျွန်တော်ဖတ်ရှုလာကြတာပဲလေ ဟုတ်တယ်ဗျအဲ့လာကတော်တော်ဖြင်းကြတယ်ကြံရဲရေးရန်တွေရရဲ့အစိတ်ပိုက်တစ်ခုပါပဲဦးနောက်ကပတ်ဝန်းကျင်မှာအန်ဒီရရှိနေပြီလို့ယူဆလိုက်တာနဲ့အဲ့ဒီအန်ဒီရနဲ့ကာကွယ်နိုင်ဖို့သတင်းအချက်လက်တွေကိုအငားများရှာဖွေတော့တာပဲဗျဘယ်နာမှပြစ်နေလဲဘသူတွေအဖမ်းခံရလဲဆိုတာကိုသိမှငါလွတ်အောင်ပြေးနိုင်မှာဆိုတဲ့တွေးခေါင်မှုကြောင့်ပါ ။အော်အချက်လက်ရှာရင်ပိုကြောက်လာတာပေါ့ ဟုတ်တယ်ပြဿနာကသတင်းဆိုးတွေကိုဖတ်လေလေအမစ်ဒလာကအချက်ပေခေါင်းလောင်းကိုပိုတီးလေလေဖြစ်ပြီးကြောက်စိတ်တန်တရားတဲ့ပိတ်မိတော့တာပါပဲအဲ့ဒီတန်တရားကနေရုံထွက်ဖို့ဆိုရင်ခန္ဓာကိုယ်ကိုလှုပ်ခါပေးတာမျိုးဟိုလေနေရာမတင်ခုံပေးတာဒါမှမဟုတ်အသက်ကိုဝမ်ပိုက်ထက်ကနေပြင်းပြင်းရှူထုတ်လိုက်တာမျိုးတွေလုပ်ပေးရပါတယ် ။ခန္ဓာကိုယ်ကိုလှုပ်ရှားပေးဖို့လိုတာပေါ့နော် မှန်ပါတယ်တိဆန်တွေဆိုရင် entire တစ်ခုကနေလွတ်လာပြီဆိုရင်သူတို့ပြင်းပြင်းထန်ထန်ခါချလိုက်တာကိုတွေ့ဘူးမှာပါအဲ့ဒါဟာခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့ကြောက်ရွံ့မှုစွမ်းရည်တွေကိုအဖြစ်ထုတ်ပြပြီးငါအခုဘေးကင်းသွားပြီဆိုတာကိုအာယုံကျော်စနစ်စီသတင်းစကားပြန်ပို့ပေးတဲ့ရန်တရားဖြစ်ပါတယ်ဗျာ ။တကယ်စိတ်ဝင်စားစရာပဲ ဒါကရင်ကိုယ့်ရဲ့ခြေထောက်ကမြေကြီးနဲ့ထိတွေ့နေတာကိုအာယုံစိုက်တာလက်ရှိပစ္စုပန်တက်တဲ့မှာစိတ်ကိုပြန်ထားတဲ့ grounding နီလန်တွေကစိတ်ကို digital ကဘာပေါ်ကချင်းချောင်းမှုတွေစီကနေလက်ရှိရုပ်ပိုင်းဆိုင်ရာလုံခြုံမှုစီကိုဆွဲခေါ်လာတာပါ ။ဒီခရိုနီနီလန်ရဲ့ရန်ရာကိုကြည့်ရအတော်လေးလက်တွေ့ဆန်တယ်။ဒါပေမဲ့လေကြောက်စရာကောင်းတဲ့သတင်းတစ်ခုကိုရုတ်တရက်ဖတ်လိုက်ရချိန်မှာဒါမှမဟုတ်အပြင်မှာပိခတ်တန်နေကြားရချိန်မှာငါစိတ်ကိုငါငြင်းငြင်းထားမယ်လို့တွေးရုံနဲ့တော့တကယ်တော့အလို့မဖြစ်ဘူးမလား လုံးဝအလုံးမထိပါဘူး။ဘာကြောင့်လဲဆိုတော့ငါစိတ်ကိုငါညီရင်အောင်ထားမယ်လို့တွေးတာကဦးနောက်ရဲ့ရှေ့ဘက်ပိုင်းလို့ခေါ်တဲ့ကြိုးချောင်းဆင်ချင်တဲ့အပိုင်းကိုသုံးတာလေ။ဒါပေမဲ့တကယ်အန်တယ်နဲ့ရင်ဆိုင်ရချိန်မှာအဲ့ဒီကြိုးချောင်းဆင်ချင်တဲ့အပိုင်းကယာယီရတန့်သွားတယ် ။စဉ်းစားညာပိတ်သွားရဲ့သဘောပေါ့ ။ဟုတ်တယ်။အလို့အလျော်အာယုံကြောစနစ်ကပဲခန္ဓာကိုယ်ကိုအပြည့်အဝနေရယူသွားလို့ပါ။ဒါကြောင့်စိတ်နဲ့တွေးပြီးထိန်းချုပ်ဖို့ကြိုးစားတာထက်ခန္ဓာကိုယ်ကိုပါလက်တွေ့လှုပ်ရှားဖြီးလျှော့ဖေးဖို့လိုအပ်တာဖြစ်ပါတယ် ။ဒါဆိုလက်တွေ့ဘယ်လိုလုပ်ရမလဲ အတရှူရာကိုနေဖြစ်လိုက်တာခြေတော့ကိုမြေကြီးပေါ်ဖြီးနှင်းလိုက်တာတွေကမှအလိုအလျော့အာယုံကြောစနစ်ကိုတိုက်ရိုက်တွားပြီးအခုလုံခြုံတွားပြီးဆိုပြီးလွှမ်းမိုးနိုင်တာပါဗျာ ဒါဆိုရင် grounding ကလက်ငင်းဖြစ်ပေါ်လာတဲ့ထိတ်လန့်မှုကိုတော့ရက်တန့်ဖြစ်နိုင်ပါလိမ့်မယ်။ဒါပေမဲ့လေမနေ့ဖြန်မိုးလင်းတဲ့အခါဥလွတ်ကျော်မှတက္ကစီမရှိသေးဘူးပေါ့နော် ဟုတ်တာဗောပြဿနာကရှိနေတော့မယ် ။ပြီးတော့ပဲခူးမျိုးကပြည်ထိုးတွေအတွက်လည်းစစ်စီးမှုတွေကရှိနေတော့မယ်လေ။အဲ့ဒီတော့မနက်တိုင်းကြောက်စိတ်တွေအစ်စ်ပြန်ဖြစ်လာနေတာကိုဘယ်လိုတားဆီးမလဲ အဲ့ဒါကပိုပြီးနှချိုင်းတဲ့ပြဿနာဗျာ ။ဟုတ်တယ်ဒီနေရာမှာကျမတို့မြန်မာလူမျိုးတွေနဲ့အလွန်ရင်းနှီးရဗုဒ္ဓဘာသာရှုထောင်းကနေပုံမနဲ့ဆိုင်တဲ့တသနာပိုင်းဆိုင်ရာအပြောင်းအလဲတစ်ခုလွတ်ဖို့လိုလာပြီလို့မြင်ပါတယ်ဗုဒ္ဓဓမ္မအရင်မြစ်တဲ့အရာကြောက်ရွံ့စိတ်ဆိုတာမမြဲတဲ့အရာကိုမြဲတယ်လို့ထင်မှတ်မှားတာနဲ့ငါတို့မှုငါဥစ္စာဆိုတဲ့ဆွဲလန်းမှုတွေကနေဖြစ်ပေါ်လာတာလို့ဆိုတယ်လေ မှန်ပါတယ်စိတ်ပညာကရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကိုဖြည့်ရှင်းပေးပေမဲ့ဗုဒ္ဓဘာသာကတော့ကြောက်စိတ်ရဲ့အခြေခံအမြစ်ကိုတူးဆိုပေးပါတယ်ဗျာ ဘယ်လိုတူးဆိုပေးတာလဲရှင် ဗုဒ္ဓဘာသာရှုထောင်းမှာကြောက်ရွံ့စိတ်ကိုကြိုက်တွေ့ရမှာအတိညာဏ်ကအဓိကကြပါတယ်ကြောက်စိတ်ဝင်လာတဲ့အခါလူအများစုကငါကြောက်နေတယ်လို့ခံစားလိုက်ကြတယ်အဲ့ဒီခါကြောက်စိတ်နဲ့ငါဟာတစ်ထပ်တိကျသွားတယ် ကိုယ်တိုင်ကကြောက်စိတ်ကြီးဖြစ်သွားတာပေါ့ ဟုတ်တယ်ဒါပေမဲ့ဝိပဿနာရှုမှတ်တဲ့သဘောတရားကတော့အဲ့ဒီလိုမဟုတ်ပဲကြောက်စိတ်ဖြစ်ပေါ်နေတယ်ဆိုပြီးဘေးကတက်စီတူလို့စောင့်ကြည့်တဲ့သဘောကိုရှင်းသုံးဖို့အကြံပြုထားပါတယ် ဥပမာပေးရရင်ကိုယ်တိုင်ကရုပ်ရှင်ယုံကျဲကပိတ်ကချက်ကြီးတစ်ခုလိုဖြစ်နေပြီးကြောက်စိတ်ဆိုတာကအဲ့ဒီပိတ်ကားပေါ်မှာလာပြနေတဲ့တရေကားတန်ကမော action ကားတကားလို့ပေါ့
အဲ့ဒီဥမာလေးတော်တော်ကောင်းတယ်ဗျာ ရုပ်ရှင်ကားထဲမှာမီးဒီဘလောင်းလောင်လောင်တနတ်တွေဘလော့ပစ်ပိတ်ကားကြီးကတော့မီးလောင်မသွားဘူးအပပေးဖြစ်မသွားဘူးလीအဲ့ဒီပိတ်ကားလိုမျိုးအေးဆေးဆေးစောင့်ကြည့်တတ်တဲ့သဘောမျိုးလားရှင် ကွက်တီပါပဲအလွန်ထိရောက်တဲ့ဥမာတစ်ခုပါပဲဗျာကြောက်စိတ်ကိုဒီလိုခွဲခြားကြည့်နိုင်လာတဲ့အခါကြောက်စိတ်ဆိုတာကိုယ်တိုင်မဟုတ်ပဲဖြစ်ပေါ်လာပြီးပြန်ချုံငိမ့်တော့မယ့်သဘောတရားတစ်ခုသာလို့ပြောမလဲအနိစ္စသဘောသာဖြစ်တယ်ဆိုတာကိုသိမြင်လာပါလိမ့်မယ် ဟုတ်ကဲ့ နောက်ထပ်ရေးကြည့်တဲ့ရန်တရားတစ်ခုပါလေပရိတော်လိရဖတ်တံပါကြောက်ရွံ့ခြင်းတုံ့လုချင်းဒီကင်းဝေးစေဖို့တဇကတော့ကဂီထုံးပါကနေကင်းဝေးစေဖို့ယေတနာတော့ပြီးတော့မိတ္တာတော့ဘောစင်ကတော့စားတဲ့ပရိတော်တွေကိုရဖတ်ကြတယ် ပရိယတာကတကယ်ပဲစိတ်ကိုငြိမ်စေသလားရှင် ဒီလိုရဖတ်ခြင်းရဲ့ရန်တရားကအလွန်စိတ်ဝင်စားဖို့ကောင်းတယ်ဗျာဘာသာကနေအတန်ထွက်ရွတ်တယ်အဲ့ဒီအတန်ကိုနားကပြန်ကြတယ်စိတ်ကအခရာတွေပေါ်အာယုံစိုက်ထားတယ်ဒါစိတ်ပညာက grounding လို့ထလို့မျိုးပဲလေဦးနောက်ကိုအခြားပြင်ပကချင်းချောင်မှုတွေစီလို့ရောက်မသွားအောင်တားဆီးပေးလိုက်တဲ့မိခိုရကြောက်ဆူးတစ်ခုဖန်တီးလိုက်တာပါပဲ အော်ဆိုလိုတာကပရိယတာဟာဘာသာရေးယုံကြည်မှုတက်တဲ့မဟုတ်ပဲဦးနောက်နဲ့အာယုံကျော် system ကိုပါတည်ငြိမ်သွားအောင်ပြန်လဲ program လုပ်ပေးလိုက်တဲ့သဘောပေါ့နော် ဒီကြပါတယ်ဗျာ ဒါအပြင်သီလလုံခြုံတဲ့သူဟာဘယ်နေရာရောက်ကိုအဖြစ်ကင်းနေဆိုတဲ့အတိအကျမကြောက်မယုံရဲဝဲမှုကိုအလိုလိုရရှိလာတယ်ဆိုတာကလည်းအလွန်လေးနဲ့ပိုင် ဟုတ်တယ်တီလာကလုံခြုံမှုပေးတာကို ဒီလိုရုပ်ရှင်ပိတ်ကားလို့ကိုယ်တိုင်ကမတုံလို့ပဲစောင့်ကြည့်တဲ့ဘုရားဘာသာရဲ့အနိစ္စတဲ့အနတ္တသဘောတရားတွေဟာအနောက်တိုင်းကတသနိကဖေရာတွေနဲ့တွားပြီးထပ်တူကြတယ်ကိုတွေ့ရပါတယ်စတိုစ်ဝါရာလို့တသနိကဖေရာတွေလာတော့ဒီကြောက်စိတ်တွေကိုကင်တွယ်မှုဘလို့ရန်တရားတွေကိုအသုံးပြုထားတယ်လေရှင် story swara မှာအလွန်ထင်ရှားတဲ့တသနာပညာရှင်စီနီကာရဲ့အယူဆအခုရှိပါတယ်ဗျာအဲ့ဒါကတော့ dichotomy of control လို့ခေါ်တဲ့မိမိထိုင်ချုပ်နိုင်သောအရာနဲ့မထိုင်ချုပ်နိုင်သောအရာကိုပြက်ပြက်သားသားမြင်သားပြီးခွဲခြားလိုက်ခြင်းပါပဲ ဘလို့မျိုးခွဲခြားတာလဲရှင် ဥကမှာဟိုလေစစ်ပွဲတွေဘယ်တော့ပြီးမလဲလောင်စာစီစေးတွေဘယ်လောက်တက်မလဲဆိုတာတွေကိုကျွန်တော်တို့မထိုင်ချုပ်နိုင်ပါဘူးဒါပေမဲ့အဲ့ဒီပြင်ပအခြေအနေတွေအပေါ်ကျွန်တော်တို့ဘယ်လိုတုံ့ပြန်မလဲဘယ်လိုသဘောထားမလဲဆိုတာကိုတော့ကျွန်တော်တို့အပြည့်အဝထိန်းချုပ်နိုင်ပါတယ် ကိုယ့်ရဲ့တွန့်ပြန်မှုကိုပဲကိုပိုင်တယ်ပေါ့ ဟုတ်ပါတယ်နောက်တဲ့ storm web တွေအတုံးယူတဲ့အရေးကြီးတဲ့နီလန်တစ်ခုကတော့ negative visualization ပါအဲ့ဒါပါဘဝမှာဖြစ်လာနိုင်တဲ့အဆိုးရွားဆုံးအခြေအနေတွေကိုကြိုတင်တွေးဆထားတာပါဗျာ အဲ့ဒီ negative visualization ကိစ္စကိုကျွန်မနည်းနည်းမေးခွန်းထုတ်ချင်တယ် မေးပါဗျာဘာများလဲ လက်ရှိမှာကိုကပြည်သူတွေဟာအစိုးဆုံးအခြေအနေတွေကိုဖျက်ဆီးနေရတာလေဒီကြားတဲ့ထက်ပြီးအစိုးဆုံးကိုကြိုတွေးခိုင်းနေရင်လူတွေကိုပိုးပြီးစိတ်သက်ကြအောင်စိုးရင်ပူပန်မှုတွေပိုများလာအောင်တွန်းပို့နေသလိုဖြစ်မနေဘူးလားအကောင်းမြင်ကိုစူးစမ်းနေရတဲ့အချိန်မှာအစိုးတွေကိုကြီးတွေးနေရတာကပြောင်းပြန်ကျိုးသွဲအောင်မှုဖြစ်မသွားနိုင်ဘူးလား အပြင်ပန်းကြည့်လိုက်ရင်တော့အဲ့လိုထင်စရာရှိပါလေဗျာဒါပေမဲ့ story 2ရဲ့ရည်ရွယ်ချက်ကစိတ်တက်ကြဖို့မဟုတ်ဘူးစိတ်ကိုကာကွယ်စေးထိုးပိတ်လိုက်တဲ့သဘောပါကြိုတင်တွေးဆထားတဲ့အခါရုတ်တရက်အပြောင်းလဲတွေကြုံလာရင်တုံလုံးမှုတိတ်မရှိတော့ဘူးလေ ကြိုတင်ပြင်ဆင်ထားတဲ့သဘောပေါ့ မှန်ပါတယ်နောက်ထပ်အလုံးအရေးကြီးတဲ့ရန်တရားတစ်ခုကအစိုးဆုံးကိုတွေးကြည့်လိုက်တဲ့အထက်ကိုယ်မှာလက်ရှိပိုင်းဆိုင်နေတဲ့အရာတွေဥပမာဒီနေ့မိသားစုထမင်းတူတူစားရသေးတယ်ဒီညအိမ်မှာအိပ်ရသေးတယ်ဆိုတော့တာမန်အရာလေးတွေအပေါ်မှာအလွန်နဲ့နေတဲ့ကျေးဇူးတင်စိတ်ပေါ်လာတယ် လက်ရှိရှိနေတာလေးကိုတန်ဖိုးထားတတ်လာတာပေါ့ ဟုတ်တယ်ဗျာကြောက်ရွံ့မှုဝင်လာမယ့်နေရာကိုအဲ့ဒီကျေးဇူးတင်စိတ်နဲ့အစားထိုးအကာကိုယူလိုက်တာပါ သဘောပေါက်ပါပြီရှင်တတနိကဗိဒရှုတောင်ကနေဆက်ပြောရင်နာဇီအကျဉ်းစခန်းကနေအသက်ရှင်လွတ်မြောက်လာတဲ့စိတ်ကြမရေးပညာရှင်ဝစ်တာဖရန့်ကာရဲ့အသေးအကြုံကလည်းအလွန်စိတ်ခွန်အားဖြစ်စေပါတယ် သူကတကယ်ကိုထူးခြားတဲ့သူပဲ သူက tragic optimism ဆိုတဲ့သဘောတရားကိုမိတ်ဆက်ခဲ့တယ်လေဒါကနာကျင်မှုအဖြစ်ရှိစိတ်တည်ချစ်တဲ့ခြားထဲမှာတောင်မှလူသားကအကောင်းမြင်နိုင်စွမ်းရှိတယ်ဆိုတာပါ Frankel ကိုယ်တိုင်အကျဉ်းစခန်းမှာအချိန်မျိုးတိတ်နေတဲ့အခြေအနေအလွန်ချမ်းအေးပြီးငတ်မွတ်နေတဲ့အခြေအနေမှာတော့သူ့ရေးလက်ဆောင်မှုတွေကိုခေါင်းထဲမှာဖြတ်လက်တီးဆောက်ပြီးရှင်သန်ဖို့ခွန်အားယူခဲ့တယ်ပေါ့နော် ဟုတ်ပါဗျာ Frankel ရဲ့အဓိကရှာဖွေသူရှိချက်က will to meaning ကိုခေါ်တဲ့အတိတ်ပဲရှာဖွေခြင်းရန်တရားပါသူကဘာလို့တွေ့ကြလဲဆိုတော့အကျဉ်းစခန်းမှာအရင်ဆုံးတိတ်ဆုံးသွားသူတွေကခနာကိုအားနည်းသူတွေမဟုတ်ပဲဟိုလေရှင်တန်ရခြင်းရဲ့အတိတ်ပဲကိုလက်လွတ်လိုက်သူတွေမနှက်ဖြန်အတွက်မျောလင့်ချက်မရှိတော့သူတွေဖြစ်နေတာကိုတွေ့ရတယ် စိတ်တက်ကြသွားရင်ပူမြင်မြန်သေသွားတာပေါ့နော် မမ Frankel ကသူ့ရဲ့ခေါင်းထဲမှာစာမှုတွေကိုပြန်လဲတိဆော့တဲ့အခါအနာဂတ်မှာသူဒီအတွေ့အကြုံတွေကိုတက္ကသိုလ်တစ်ခုမှာပြန်လဲဟောပြောပို့ချနေတယ်လို့မြင်ရောက်ခဲ့တယ် ကျ
တကယ်ကိုကြီးမားတဲ့မျောလင့်ချက်ပဲ အဲ့ဒီလူငန်းစဉ်ကသူ့ရဲ့ဦးနှောက်ကိုလက်ရှိခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကနေအနာဂတ်မှာသူလွတ်ဆောင်ရမယ့်ရည်ရွယ်ချက်စီကိုဥတီပေးလိုက်တာပါဒါဟာစိတ်ခံစားမှုကိုအာရုံပြောင်းလိုက်တာတတ်တမဟုတ်ပဲဦးနှောက်ရဲ့လွတ်ဆောင်ပုံရန်တရားကိုပါပြောင်းလဲပစ်လိုက်ပြီးဒုက္ခကိုကြံ့ကြံ့ခံနိုင်စွမ်းရှိသွားစေတာပါဗျာ ။အော်ဆိုလိုတာကကိုယ့်ဘဝအတွက်အဓိပ္ပာယ်တစ်ခုခုရှိနေသေးဘလို့ဒုက္ခမျိုးကိုမဆိုကြံ့ကြံ့ခံနိုင်တယ်ဆိုတဲ့သဘောပေါ့ ဟုတ်တယ်ဗျအဲ့ဒီသဘောပဲ ။အဲ့ဒီအဓိပ္ပာယ်ဆိုတာကြီးမားတဲ့အရာကြီးဖြစ်စရာမလိုဘူးလေ။ဥပမာအားဖြင့်ဗီဂျီကာတစ်ချက်ကိုအသက်ဝင်အောင်ဖန်တီးခြင်းနဲ့ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့အစိုးကပြောခဲ့တဲ့ဦးလူစော်လိုမျိုးဘလောက်ပဲကုန်စည်နှုန်းတွေတက်တက်ကားကိုရောင်းရကိုယ့်ရဲ့မိသားစုကိုဘေးကင်းလုံခြုံအောင်စောင့်ရှောက်မယ်ဆိုတဲ့မိသားစုပေါ်ထားတဲ့မိသားတရားလည်းဖြစ်နိုင်တာပဲမဟုတ်လား လုံးဝမှန်ကန်ပါတယ်ဗျဒုက္ခကိုရှောင်လွှဲလို့မရတဲ့အခါအဲ့ဒီဒုက္ခအပေါ်မှာဘလို့သဘောထားမလဲအဲ့ဒီဒုက္ခတွေကနေဘလို့အတိတ်ပဲပေါ်ဆောင်မလဲဆိုတဲ့ရွေးချယ်ခွင့်ဟာလူသားတိုင်းမှာအမြဲတမ်းရှိနေပါတယ်ဒါဘယ်အာနာရှင်ပဲစစ်ပွဲကမှလူယူသွားလို့မရတဲ့လူသားရဲ့နှုတ်ဆုံးလွတ်လပ်ခွင့်ပါပဲ အလွန်ကိုအားတက်စရာကောင်းတဲ့ရှုထောင်ပါပဲရှင်ကဲကျမတို့ဒီကနေ့ဆွေးနွေးခဲ့တဲ့အချက်အလက်တွေကိုအနှစ်ချုပ်ပြန်ကြည့်ကြအောင်ပထမလုံးစီးပွားရေးအရာမိမိရဲ့ဝင်ငွေထွက်ငွေအတုံးစိတ်တွေကိုကိုယ်ပိုင်ငွေချေဖောင်းဖွေးမှုနှုန်းလွှတ်ချပြီးစနစ်တကျစီမံခန့်ခွဲမယ်ပေါ့နော် ဟုတ်တာပါလေ ဒုတိယအနေနဲ့ရုတ်တရက်ထိတ်လန့်လာတဲ့အခါဦးနှောက်ရဲ့အလိုအယောက်တုံ့ပြန်မှုကိုကျော်လွှားနိုင်ဖို့ခန္ဓာကိုယ်ကိုလှရှားပြီးမြေပြင်နဲ့ထိတွေ့စေတဲ့ grounding နည်းလမ်းတွေကိုသုံးမယ် တတိယအနေနဲ့ဗုဒ္ဓဘာသာရဲ့အနိစ္စသဘောကိုနားလည်ပြီးရုပ်ရှင်ပိတ်ကားလို့ကြောက်စိတ်ကိုအေးဆေးဆေးစောင့်ကြည့်နေပရိတော်ဒီရွတ်ဖတ်ပြီးစိတ်တည်ငြိမ်မှုနဲ့ခွန်အားယူမယ်ဗျ လေးခုမြောက်ကတော့ နောက်ဆုံးအနေနဲ့ Stoic ဝါဒနဲ့ Viktor Frankl ရဲ့လမ်းညွှန်ချက်ချီအတိုင်းဆင်းရဲဒုက္ခတွေကြားထဲကနေကိုယ့်ဘဝရဲ့အသိဖယ်ကိုရှောက်ဖွေမယ်ဒီအကိရိယာတွေကိုတော့ပေါင်းစပ်လိုက်မယ်ဆိုရင်ဘလောက်ပဲခက်ခဲတဲ့အကြက်အတဲမုန်တိုင်းထိပါစေကျွန်တော်တို့ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှာအသေးချပါပဲအထူးသဖြင့်လဲဆင်းရဲဒုက္ခတွေကိုတူးတဲ့အထီးကျန်စွာရင်ဆိုင်နေတာထက်အတိုက်ဝဲနဲ့စုပေါင်းရင်ဆိုင်ခြင်းကပိုမိုအင်အားဖြစ်စေတယ်ဆိုတာကိုလည်းအမြဲတမ်းရစေချင်ပါတယ်ဗျာ မှန်ပါတယ်ကျမတို့အားလုံးဟာဒီအကြက်တဲမုန်တိုင်းထဲမှာအတူတကွရှိနေကြတာပါရှင်ဒီနေ့အစီအစဉ်ကိုဆုံးမတက်ခင်မှာနားဆင်သူတွေအတိုင်းနည်းနည်းတဲ့မေခွန်းတစ်ခုကိုကျမချန်ရွတ်ခဲ့ခြင်းပါတယ်အကယ်၍မနှက်ဖြန်မှာမိမိလုံးဝမထိန်ချုံနိုင်တဲ့ပြင်ပေါရည်အားလုံးကိုဖေခွာလိုက်မယ်ဆိုရင်မိမိကိုယ်တွင်းမှာဘယ်သူမှလူယူသွားလို့မရတဲ့ကိုတိုင်တာဖန်တီးတည်ဆောက်နိုင်တဲ့ဘွားရဲ့အတိတ်ပဲကဘာဖြစ်မလဲ တကယ်ကိုစဉ်းစားစရာပါပဲ တွန်းချင်ပါတယ်နားဆင်သူတွေလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ကြောက်ရွံ့ဆက်ကိုဘယ်လိုများကြော်လွှားခဲ့ကြသလဲဆိုတာကိုလည်း comment ထဲမှာဝင်ရောက်ဆွေးနွေးများဝေပေးကြဖို့ဖိတ်ခေါ်ပါရရှင် ဟုတ်ကဲ့ဆွေးနွေးပေးကြပါအောင်ဗျာ နောက်ဆုံးအနေနဲ့ဒီအစီအစဉ်ကိုကြည့်ရှုရမှာ VPN အသုံးပြုခြင်းဖြင့်ကူညီပံ့ပိုးပေးကြဖို့ထပ်မံသတိပေးတိုက်တွန်းရင်းနားဆင်သူများအားလုံးဘေးရန်နဲ့ကင်းရှင်းကြပါစေလို့မေတ္တာပို့သနှုတ်ဆက်လိုက်ပါရရှင် အမြင့်တွေနဲ့ဆိုင်သည်အမြင့်တွေနဲ့ဆိုင်သည်အလင်းတွေတောက်ပါပြီငါတို့ရဲ့ resilience လက်မှာအလင်းတွေပွင့်လန်းတွဲလက်တွေချိတ်ထားရင်မောင်ထဲမှာထွန်းလင်းအပြေမရှိတဲ့ပုံစံဒီမှာတွဲချက်ကြည့်ကြမယ်အသိပညာအတွေ့အကြုံအောင်မြင်တွေချကြမယ် reboot လို့အသစ္စာငါတို့မလဲဘူး